ဟုတ်မင်္ဂလာပါဟုတ်သမီးဒီနေ့ရောက်နေရကြတော့တောင်သာမြို့နယ်ပခတ်ကြီးရွာပေါ့နော်ဟုတ်အငိမ့်မင်းသမီးကိုသမီးကအသက်9နှစ်အရွယ်လောက်ကတည်းကအတိုင်းစပြီးကလာဟုတ်အဲ့မှာစုကိုက်တီးပြိုင်တယ်ပေါ့နော်စုကိုက်တီးပြိုင်လို့ရွှေစိတ်လေးရတယ်အဲ့ကတည်းကအတိုင်းခုချိန်ဒီပေါ့အခုအသက်26ရှိသွားပြီခုချိန်ဒီကတော့ဟုတ်သမီးအခုလိုအောင်မြင်တဲ့မမီးတူတယောက်ဖြစ်လာဒီကပညာရေးသင်ပေးခဲ့တဲ့ဆရာတွေလက်ဆက်ပြီးဟုတ်သမီးကိုပညာသင်ပေးခဲ့တာတော့ပထမအဆုံးဆရာကတော့သမီးတို့ဖြူးမျိုးပါပေါ့နော်ဖြူးမျိုးကရွှေစိတ်ရှစ်စုရှင်တီဗီမင်းသမီးမတ်တပြေတဲ့နောက်တစ်ဦးကကျတော့ဒီကြောက်ရောင်းမျိုးရောက်လာကမှသင်ပေးတဲ့ဆရာကြီးလည်းရှိပါသေးတယ်ဒါတွေကကျဦးကျော်လင်းတို့တီဗီမျက်မှန်အေးတို့ဦးညီစောတို့ပေါ့နော်အများကြီးပါတင်ဆရာမြင်းဆရာကြီးလည်းအများကြီးရှိရပါဟုတ်သမီးကအခုဘယ်အမည်နဲ့ငင်းကအခုကကျတော့သမီးကေတုမရီဘိုမဆိုတဲ့နာမည်နဲ့ကနေပါရှင်ဟုတ်သမီးကိုပိတ်တယ်ရအများစုပါတည်တယ်ကြောက်ပေါင်းမင်းသမီးတို့တည်တယ်ဟုတ်ဒါပေမဲ့သမီးရဲ့အမည်ရှိမှာကေတုမရီဆိုတာကဘာကြောင့်ခဲ့လဲပြောပြကေတုမရီဆိုတာကကျသမီးကဇာတိကကျတော့ဖြူပါပေါ့နော်ဖြူကနေပြီးတော့အသက်9နှစ်လောက်ကနေပြီးတော့တောင်ကိုပြောင်းသွားတာတောင်ကိုမှာ16 17လောက်ဒီနေလာတာဆိုတော့ခါကျတော့ကိုမျိုးကိုချစ်လို့ပေါ့နော်ချစ်လို့ဘိုမရဲ့နာမည်ရှိမှာကေတုမရီဆိုပြီးတော့တက်လိုက်တာပါရှင်ဟုတ်အဓိကအကြောင်းရလားပရိသတ်ဘောစေတနာထားလို့သမီးဘောပြန်ပြီးတော့ရောင်ပြန်ဟတ်တယ်လို့တော့သမီးထင်တာပဲဒါသမီးရဲ့ဆရာတွေရဲ့သင်ပေးတဲ့ပညာဘောဟုတ်သမီးဆရာတွေရဲ့ပညာသင်ပေးတာတွေတော်ပါလေပါဟုတ်ဆရာတွေရဲ့ပညာသင်ပေးတာတော်တာပါတာပေါ့ဟုတ်သမီးပညာရမဟုတ်ပါဟုတ်အောင်မြင်ခဲ့တယ်တော့မဟုတ်ပါဘူးဟိုလူနည်းနည်းသိတာပေါ့နော်သမီးကြောက်ပရောင်းကိုရောက်တာကြတော့အသက်18လောက်ကနေစရောက်တာ18လောက်ကနေစရောက်တာကိုမှဟိုမကြီးတိုင်းဆိုတဲ့ရွာလေးကနေပြီးတော့နာမည်ပို့ရင်ပေးလိုက်တာပေါ့နော်ဘာလို့ဆိုတော့ဒီမကြီးတိုင်းမှာကခဲ့တဲ့ဟာလေးကပေါက်သွားတော့ခါကြတော့လေအဲ့မှာနာမည်လူနည်းနည်းသိလာတာပေါ့ရှင်ဟုတ်အဲ့ဒါလေးကတော့အမှတ်တရပါပဲတခြားတော့အခုလောလောဆယ်မှာသမီးတချင်းလေးထွက်ထားရပေါ့နော်ညိုစင်ဆိုတဲ့တချင်းလေးထွက်ထားပါတယ်ညိုညိုစကားချူချူပရမညာကင်းကြီးလို့အချွာရင်ပုံများရေးစုတောင်းတင်လာတဲ့ကိုအခုဒီမှာရဲစုဘဝတဲ့တိုင်းအတွက်ကိုဒီချပ်တွေစဉ်းစားကြည့်လို့ဒီတချင်းလေးကတိတ်မကြသေးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ဒီတချင်းကဒီဆိုတာဒီတချင်းလေးကကျတော့ဆရာကိုဝေဖုံးကံပေါ့နော်သူကရေးပေးထားတာပါဒါရိုက်တာကျတော့ဒါရိုက်တာရွှေလအောင်မန်းပေါ့ဟုတ်ဒီတချင်းကိုဘယ်ဂီတမှုကတာဝန်ယူကြည့်ကြပေးတာဒါဆရာဝေဖုံးကံပါပဲဟုတ်တော်တော်ဆိုတာကျတော့ပျော်တယ်တော်တော်ကျတော့ပျော်လို့ကိုတသက်ဆိုတာဟုတ်သမီးအမြင်ကျတော့သမီးတို့ဒီကိုဗစ်ကာလတွေစပြီးတော့ဖြစ်တော့ခါကျတော့ဒီ TikTok ဆိုတာကြီးကခက်စားလာပေါ့နော်အဲ့ဒီမှာသမီးကဒီ TikTok တွေမပေါ်ခင်ကတည်းကတိုင်အငိမ့်ကလာတချို့ကကျတော့လည်းထင်ကြတယ်သမီးတို့ဒီ TikTok တွေပေါ်ကမှ TikTok မှာနာမည်ကြီးလို့အငိမ့်ကတယ်နဲ့ထင်ကြတယ်သမီးကအဲ့လိုမဟုတ်ပါဘူးဒါပေမဲ့အစကတည်းကတိုင်အငိမ့်ကလာကြဒီ TikTok ကကျတော့အခုနောက်ပိုင်း TikTok လေးတွေလူသိများလာတော့လေ TikTok ကနေထမင်းကျွေးတဲ့ထမင်းရှင်တွေလည်းအများကြီးရှိပါတယ်ဟုတ်ဒါပေါင်းကုတ္တရလို့ပြောလို့ရတာပေါ့ဟုတ်ကျင်းနေတာပေါ့ဘာလို့လဲဆိုတော့သမီးဆရာတွေပေးထားတဲ့ပညာတွေနဲ့ပေါ့နော်ရွာတိုင်းကိုသမီးတို့ကလိုက်ပြီးတော့ဖြော်ပေးတယ်ဖြော်ပေးတဲ့အခါမှာသမီးတို့ကကျတော့ရုပ်ကလည်းမလှဘူးအဲ့တော့အတန်လည်းအဲ့လောက်ကြီးမကောင်းပါဘူးအကလည်းအဲ့လောက်မကောင်းဘူးဒါပေမဲ့ပရိသတ်ပေါ်မှာမြစ်တာထားတဲ့အတွက်ပရိသတ်ကပြန်ပြီးတော့ရောင်ပြန်ဟတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပရိသတ်ကိုသမီးချပြလို့ရတဲ့ပညာလေးတွေချပြခွင့်ရတဲ့အတွက်အရန်လဲပြောတယ်အရန်ချိန်နဲ့ပါတယ်ရှင်ဟုတ်မြမယဉ်ကျေးမှုအမှုပညာဖြစ်တဲ့ဒီအငိမ့်ပညာရက်ကိုသမီးဒီအငိမ့်ပညာရက်နဲ့ပေါ့နော်အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်တဲ့အတွက်အရန်လဲချိန်နဲ့တဲ့အရန်လဲဂုဏ်ယူဝမ်းသာမိပါတယ်ရှင်ဟုတ်ရှိတာပေါ့ဒါကတော့သမီးအမေပေါ့နော်သမီးအမေကကျတော့သမီးရဲ့အဆိုပညာကိုသင်ပေးရလဲအမေပဲဆိုတော့လေအမေကတော့ဒီတချင်းလေးတွေဆိုဒီတချင်းလေးတော့ဆိုရင်ကောင်းတယ်နဲ့ဘေးကနေပြီးတော့အကြံပေးတာပေါ့နော်ပွဲကနေပြန်လာပြီဆိုလို့ရှင်လဲငါသမီးလေးအဆင်ပြေရလားပြိသက်တွေနဲ့ရောအဆင်ပြေရလားပြိသက်တွေကြိုက်ကြရလားနဲ့သူအမြဲတမ်းမေးတယ်အမေကတော့ဒါအမေကလည်းပထမဦးဆုံးဆရာပဲဟုတ်ဟုတ်ဟုတ်တယ်အမေကတော့ကျေးဇူးတင်တာပေါ့ဟုတ်အမေကိုကျေးဇူးတင်ပါတယ်လို့ဟာလားအမေကိုလောက်ကင်ပြီးတော့ကျွေးမွေးခွင့်ရတဲ့သမီးလေးတယောက်ဖြစ်တဲ့အတွက်လည်းဂုဏ်ယူဝမ်းသာမိပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်သမီးကို TikTok မှာအားပေးကြတဲ့ပရိသတ်တွေရော Facebook မှာအားပေးကြတဲ့ပရိသတ်တွေရောတချင်းဘက်မှာအားပေးတဲ့ပရိသတ်တွေရောပေါ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့နောက်လည်းဆက်ပြီးတော့အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်ညိုညိုစကားချူချူပရမညာကင်းကြီးလို့အချွာရင်ပုံများရေးစုတောင်းတင်လာတဲ့